Hello အားလုံးပဲမင်္ဂလာပါအမဖြစ်ပါတယ်ရှင်အမကတော့ဒီနေ့မှာ red မြန်တက်ရှင်တဲ့သူတွေအတွက် goal လေးမှာ must မဟုတ်ဘဲနဲ့ဘာ hero တွေကိုင်တင်လဲဆိုတာကိုပြပြပေးချင်ပါတယ်ပထမဦးဆုံး recommend လုပ်တဲ့ hero ကတော့ Bane ဖြစ်ပါတယ်ရှင် Even the strongest of currents fail to claim me. Bane goal လေးဆော့မယ်ဆိုရင်တော့မဖြစ်မနေရွေးချယ်တင်တာကတော့ Bane magic build ပဲဖြစ်ပါတယ် pro player တွေရဲ့ ambulance set ကလေးလည်းအခုဆိုရင်စူပီစီရောဖော်ပြပေးထားတယ်အများစုကတော့ mage ambulance set အောက်ကနေပြီးရွေးချယ်ကြပြီးတော့မဖြစ်မနေimpure range နဲ့ဆော့ကြပါတယ်ဒီဟာကို mid lane မှာလည်းထည့်ပြီးတော့ဆော့လို့ရတယ်ဒါပေမဲ့ Bane ကိုတခြား lane ဆော့မယ်ဆိုရင်တော့ fighter ambulance set နဲ့ damage build သွားတာပို့ပြီးတော့အဆင်ပြေပါတယ်ကဲဒါဆိုရင် pro player တွေရဲ့ in game ဘယ်လိုမျိုးလေးဆော့လဲ item လေးလေ့လာကြည့်လိုက်အောင်ပထမဆုံး first item အနေနဲ့ကတော့ arcane book ကိုသွားထားတယ်ဒါကတော့ magic build အကုန်လုံးအတွက်ဒီ arcane book က magical penetration ပို့ပြီးတော့ပေါင်းပြီးအတွက်တော်တော်လေးအဆင်ပြေတယ်အခုဒီပွဲကတော့ twisted mind နဲ့ Team Liquid Filipino ရဲ့ game ပွဲစဉ်လေးကိုထုတ်နှုတ်ပြီးတော့ပြသထားတာဖြစ်ပါတယ်။ Bane ရဲ့ early magic damage ဘယ်လောက်ထိကျန်းလဲဆိုတာကိုလည်းဒီပွဲစဉ်မှာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီနားမှာဆိုရင်ဒါပွဲချိန်15မိနစ်လောက်မှာပေါ့နော်။ OHub ကဒါ Bane magic damage ဘယ်လောက်များလဲဆိုတာကိုပြသခြင်းတဲ့အတွက်ဒါဖြတ်ပြီးတော့တိုက်ပြထားတယ်။ Sino နဲ့ Nosia Mass Money Mage တွေအတွက်ဆိုရင်တော်တော်ကြီးကိုနားတဲ့ထဲမှာပါပါတယ်။နောက်ထပ်ဒါ full item build အနေနဲ့ဆိုရင်တော့သူက holy crystal first item သွားပြီးတော့ lightning touch on second item အဲ့ကနေပြီးတော့မှနောက်ထပ် divine ဒါမှမဟုတ်ရင် blood wing နောက်ဆုံး last item အနေနဲ့ကတော့ battle impact မှာပို့ပြီးတော့ကောင်းစေဖို့အတွက်ကိုwinner crown တွေပါသွားပြီးတော့သွားထားတယ်အခုဒီနေရာလေးကတော့5 vs 5 battle ဆိုင်သွားတဲ့နေရာလေးပေါ့နော်ဒီနားမှာဆိုရင် low fight အတွက်ကို Bane ရဲ့ position ကဘယ်နားရေရှူတင်လဲဘယ်လိုမျိုး crowd control ပေးသွားလဲဆိုတဲ့ဟာကို twisted mind နဲ့ဒါ liquid battle ဆိုင်သွားတဲ့နေရာလေးကိုပြသပေးထားဖြစ်ပါတယ်ဒီနေရာမှာဆိုတော့ twisted mind အနေနဲ့ liquid က နောက် 7k လောက်တာနေတဲ့ဒီ second lot battle ကိုမလာခဲ့တဲ့တာတော့အမှန်ပဲအဲ့ဒီအတွက်ကိုအသာစီးကနေပြီးတော့ battle ဆိုင်လိုက်ရတာဖြစ်တဲ့အတွက် Bane ကိုလင်းဒီနေရာမှာ damage အများကြီးလဲထွက်တယ်ပြီးတော့ twisted mind defenses လုံးဝလုံးလို့မရလိုက်ပဲနဲ့ဒီပွဲစဉ်ကိုတော့သူတို့အနေနဲ့ဒါအရှုံးပေးလိုက်ရတာပဲဖြစ်ပါတယ်Holy Crystal First item သွားတာဖြစ်တဲ့အတွက်အားလေးပိုင်းမှာဒီ item လေး base item နှစ်ကွက်မထွက်သေးခင်မှာမှောက်သွားခဲ့တဲ့ hit ဆိုရင် defenses အနေထားနဲ့ပြန်ပြီးတော့ဆော့ရတယ်။အဲ့လို defenses ဆော့ရတဲ့အခါမျိုးကြရင်လည်းဘယ်လို item လေးထည့်တင်လဲဆိုတာလေးကိုလည်း Evolve vs BTR ပွဲစဉ်ကအနေထားလေးနဲ့ပြန်ပြီးတော့ပြသပေးမယ်။မိနစ်20မှာ MN က item ဖူးသွားပြီးဒါပေမဲ့သူတို့ defenses ဆော့ရမယ့်အခြေအနေမျိုးမှာသူ့အနေနဲ့ Genius 1တွေပါထပ်ပြီးတော့ထည့်လိုက်တယ်ဖက်နက်လေးရောင်းပြီးတော့ပေါ့နော်။အဲ့ဒါက Genius 1ကတစ်ဖက်ကဒါ high loss နဲ့ Angela တွဲလုံးကို damage နည်းနည်းလေးပို့ပြီးတော့တက်ရောက်ချင်တဲ့အတွက်ဒီ item build လေးထည့်လိုက်တယ်ပေါ့နော် Bane magic damage ဆော့တဲ့အခါမှာသူ့ရဲ့ base skill တွေကပို့ပြီးတော့ powerful ဖြစ်လာလဲဆိုရင်တော့ skill 2နဲ့ ultimate ပဲဖြစ်ပါတယ် magic damage အသားပေးတဲ့ဒါဒီ build ဖြစ်တဲ့အတွက် lot တွေဘာတွေဒီ crowd control damage ပေးတဲ့နေရာမှာတော်တော်ကြီးကိုတက်ရောက်မှုအားကြီးတာကိုလည်းတွေ့ရမယ်နောက်ထပ်အရေးကြီးဆုံးတစ်ချက်ကတော့ဒီ pro player ရဲ့ draft မှာဆိုရင် Bane ကိုဘယ်ချိန်မှယူကြလဲဆိုတော့ရီဆန်ရှင်းကြံငယ်ရမှာပဲသူတို့ Bane goal lane တို့ CC goal lane တို့ထုတ်ကြတာမျိုးတွေ့ရပါမယ်အဲဒီတော့နောက်ဆုံးမှာitem full item build လေးဘာလေးဆက်သွားလဲဆိုတဲ့ဟာလေးကိုလည်းပြသပေးထားတာဖြစ်တဲ့အတွက် Bane goal lane ဒီ item build လေးဒီ emblem လေးနဲ့စမ်းကြည့်ပြီးတော့ run မှာ run များများတက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်အမရဲ့YouTube နဲ့ Facebook page လေးတွေကို like and share subscribe လေးလည်းပြုလုပ်ပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်